တန်ရှင်းခြင်းဆိုတဲ့အတိတ်တွေကတော့နှုတ်ကပတ်ဆောင်ရှောက်ခြင်းသာလေတန်ရှင်းမှာဖြစ်တယ်ဒါကြောင့်မလို့နော်ဘုရားသခင်ကဘာလို့လဲကျွန်တော်ထပ်ခါပြောပါတယ်မိတ်ဆွေကိုအလိုရှိလို့ဖြစ်တယ်မင်းအခြားသူတွေကိုမလို့မပြောနဲ့ငါမင်းတို့ကိုပဲစိတ်ဝင်စားတယ်ဒီနေ့ဘယ်သူတွေကိုစိတ်ဝင်စားလဲခရိယန်တွေကိုစိတ်ဝင်စားတယ်ဒါကြောင့်ဒီခရိယန်တွေကတန်ရှင်းတဲ့အသက်တာနဲ့အသက်ရှင်ရမယ်ဟာတန်ရှင်းဖို့ကခက်သလားကိုရောလုတ်ပေးပြီးပြီကိုရောတန်ရှင်းသောဝိညာဉ်တော်ကိုပေးပြီးပြီဒါကိုကျွန်တော်ဖတ်ပြခြင်းပါတယ်နော်တန်ရှင်းသောဝိညာဉ်တော်ကိုသူကပေးပြီးပြီဖြစ်တာဖြစ်တဲ့အတွက်တန်ရှင်းသောဝိညာဉ်တော်ကိုခံယူလိုက်ရင်ကျွန်တော်တို့အတွက်ကတန်ရှင်းတဲ့အသက်တာဆိုတာမခက်ခဲတော့ပါဘူးနောက်ဆုံးကျမ်းနှစ်ပိုက်လေးကိုဖတ်ရကျွန်တော်နေလို့ချုပ်ပါမယ်နော်ယောမဩရာစာခန်းကြီး15ယောမဩရာစာနော်ယောမဩရာစာခန်းကြီး15မှာနော်အငယ်15မှာသို့တော်လည်းတန်ရှင်းသောဝိညာဉ်တော်သည်တန်ရှင်းစေတော်မူသောနှစ်သက်ဖွယ်ရာပူဇော်တကားသည်ဟူသောတပါးမျိုးသားတို့ကိုပူဇော်ခြင်းကငါသည်ဘုရားသခင်ဧဝံဂေလိတရားကိုဟောပြောသောအမှုကိုဆောင်ရွက်၍ပြောချင်တာတော့ဒီမှာနော်ယောမဩရာစာခန်းကြီး15အငယ်15မှာတန်ရှင်းသောဝိညာဉ်တော်အားဖြင့်တန်ရှင်းခြင်းမှာဖြစ်တယ်။တာယရှင်းတဲ့ကျမ်းပိုင်းတစ်ခုကိုကျွန်တော်ဖတ်ပြခြင်းနဲ့တက်တာလောနီပထမဆုံးတက်တာလောနီပထမဆုံးခန်းကြီး၄တက်တာလောနီပထမဆုံးခန်းကြီး၄ငယ်9နဲ့10မှာဘုရားသခင်သည်ညစ်ညူးစေခြင်းကငါတို့ကိုခေါ်တော်မူသည်မဟုတ်ညစ်ညူးဖို့အတွက်ခေါ်တာမဟုတ်နော်။ဘာရေးတာလဲတန်ရှင်းစေခြင်းကငါတို့ကိုခေါ်တော်မူ၏ထို့ကြောင့်ငါတို့ကိုညှင်းပယ်တော်သူသည်လူတို့ကိုသာညှင်းပယ်သည်မဟုတ်ကိုတော်၏တန်ရှင်းသောဝိညာဉ်တော်ကိုငါတို့အားပေးတော်မူသောဘုရားသခင်ကိုညှင်းပယ်တော်မူတယ်။တန်ရှင်းသောဝိညာဉ်တော်ပေးတယ်ဘုရားသခင်မိတ်ဆွေခံယူလိုက်ပါတန်ရှင်းတဲ့တက်တာနဲ့တက်ရှင်းလို့ရတယ်ဒီနေ့မိတ်ဆွေကိုပြောနေတာကငါ့ကိုဘုရားသခင်မိတ်ဆွေကိုအလိုရှိတယ်အိမ်တော်တိုင်းကိုအလိုရှိတယ်အိမ်တော်တိုင်းကိုလိုရှိတယ်လူအသီးသီးကိုသူလိုရှိတဲ့အတွက်ဒီပညာကိုပေးတာဖြစ်တယ်အဲ့လူတွေအများကြီးအဲ့ဒါတွေပြောနေတယ်ခုနကကျွန်တော်